အားလုံးပဲမင်္ဂလာပါဆိုတော့ Auspedon နေခေတ်စားလာတဲ့နဲ့မြ Auspedon နဲ့ပတ်သက်ပြီးရောက်လာကြတဲ့သူတွေအများကြီးရှိတယ်ပြောချင်တာက Auspedon နဲ့လာတိုင်းလဲမှန်ကန်တဲ့ရွေးချယ်မှုမဟုတ်နိုင်ဘူးဆိုတာကိုကျွန်တော်ပြောပြချင်တာဘာဖြစ်လို့လဲဆိုတော့ Auspedon ခေတ်စားလာပြီးတော့ Auspedon နဲ့ရောက်လာပြီးတော့ဒီမှာအဆင်မပြေလို့ stress တွေများပြီးတော့အရန်အခက်ခဲဖြစ်နေတဲ့သူတွေအများကြီးရှိတယ်ထုတ်မပြောတာလား sharing မလုပ်တာလားတော့မသိဘူးပေါ့နော်ဆိုတော့ဥရောပ group တွေပါတယ်မှာဆိုရင်တွားကြည့်လိုက် Germany study groups တို့ဒီ Germany နဲ့ပတ်သက်တဲ့ Facebook group တွေမှာတွားကြည့်လိုက်မေးထားတာတွေအများကြီးရှိတယ်ဆိုတော့တကယ်ရွေးချယ်မှုမှန်ကန်တဲ့သူတွေအတွက်ကတော့ကိစ္စမရှိပေမဲ့ပြည်ပထွက်ရရင်ပြီးတော့ Germany ရောက်ရရင်ပြီးရောဆိုပြီးတော့အဆင်ပြေတဲ့ Auspedon ကိုရွေးပြီးရောက်လာတဲ့သူတွေကအများကြီးအခက်ခဲတွေဖြစ်နေတာတွေရှိတယ်ပေါ့နော်ဆိုတော့လူတိုင်းကိုမဆိုလို့ဆိုတော့ Auspedon တိုင်းလည်းပဲရွေးချယ်မှုမမှန်ကန်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့အဲ့လိုမျိုးဆိုတော့ကိုဝါသနာပါတယ်ကိုလည်းတကယ်ရင်ဆိုင်မယ်ကိုလည်းဒီဟာနဲ့တွားခြင်းတယ်ဆိုရင်တော့ကိစ္စမရှိဘူးအဆင်ပြေတဲ့ဘောနော်ကိုလှုပ်ချင်တဲ့ဟာနဲ့ကိုရွေးချယ်တဲ့ line နဲ့တာဟာဇာတာဖြစ်တယ်ကိုက်ညီမှုရှိတယ်ဆိုရင်တော့လာခဲ့ Auspedon နဲ့ပတ်သက်ပြီးတော့လာလို့ရတယ်ဒီရောက်ရင်လည်းဘာလို့ကိုဝါသနာဘာသာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့အရင်လဲ stress မရှိနိုင်ဘူးပေါ့နော်မဟုတ်ဘူးပြပထွက်ချင်တယ်ဂျာမနီကိုလာချင်တယ်အဲ့လိုမျိုးပေါ့နော်ဒီ Auspedon နဲ့ပတ်သက်ပြီးတော့လဲစိတ်ဝင်စားတယ်ဒါပေမဲ့ဘယ်လိုအဟာတွေကိုရွေးရမှန်းမသိဘူးဆိုရင်တော့ကျွန်တော်တယောက်တည်းအကြံဉာဏ်ပေးရရင်ကျွန်တော်ကတော့ coffee ဆိုင်တွေဘယ်ခရိုင်တို့ဘယ်ခါတို့ကိုကျွန်တော်ကပို့ပြီးတော့ recommend ပေးတယ်ဘာလို့အလုပ်ချိန် fair ဖြစ်တယ်လောက်ရတဲ့အလုပ်ကလည်း fair ဖြစ်တယ်ပြီးတော့ customer နဲ့အများအားထိတွေ့နေတာဖြစ်တဲ့အတွက် language ဘိုင်းလည်းအများကြီးတိုးတက်တယ်ပေါ့နော်ကျွန်တော်ကအရန်ကြိုက်တယ်အဲ့ဒီ back cry တွေပါတယ်ပေါ့နော်ဒီ coffee ဆိုင်နေမုတ်ဖုတ်တာတွေပေါ့နော်မုတ်ဖုတ်တာကတော့မုတ်ဖုတ်တဲ့ Auspedon ကတော့အရင်အစိုးရထားတယ်ကျွန်တော်မလုပ်ဘူးပဲနဲ့ကျွန်တော် backline မှာfacquifer လုပ်တဲ့ပုံစံမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ service လည်းမဟုတ်တော့ backline ကတော့ backline နဲ့ပတ်သက်တဲ့ဟာတွေမုံဖုတ်တဲ့ဟာတွေပါမယ် britzel တို့အဲ့လိုမျိုးပေါ့နော် salmon တွေမုံအဲ့လိုမျိုးပေါ့အခြေခံကြတဲ့ဟာတွေတော့စိုက်မှာလောက်ရတယ်ပြီးတော့ customer နဲ့ထိတွေ့ရတယ် service ပေးရတယ်ပေါ့နော်အလုပ်ချိန်လေးလည်း fair ဖြစ်တယ်ပြီးတော့ဘယ်လိုပြောမလဲလစာလေးလည်းကောင်းတယ်ပြီးတော့အလုပ်လည်းပေါ်တယ် Auspedon ပြီးရင်ပေါ့လေ language လည်းအများကြီးတိုးတက်တယ်ဆိုတော့ကျွန်တော်ကတော့တယောက်တည်းအကြံဉာဏ်ကျွန်တော်တယောက်တည်းသောအကြံဉာဏ်ကျွန်တော်ရဲ့ခံစားချက်နဲ့အကြံဉာဏ်ပေးရမယ်ဆိုရင်တော့အဲ့ဒီ backcry တို့ဘက်ခါတို့ရွေးတင်တယ်ဘက်ခရိုင်ကိုတော့အများဆုံးရွေးခြင်းတယ်ပေါ့နော်ရွေးစေခြင်းတယ်အဲ့တော့ပြောချင်တာကတော့ဂျာမနီကိုလာခြင်းပြီးတော့ဘယ်ဟာရွေးရမှန်းလဲတိတိကျကျမသိသေးတဲ့သူတွေဘယ်ဟာရွေးတင်လဲမသိသေးတဲ့သူတွေကျွန်တော်တယောက်တည်း recommend ကတော့ NAS တို့ဒီ Artiflager တို့ဘာတို့တက်စာရင်ပေါ့နော်ဒါကဝါသနာမပိုင်လဲအဆင်မပြေဘူး stress တွေအများကြီးဖြစ်နိုင်တယ်အဲ့တော့ဘာရွေးရမှန်းမသိသေးတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဘက်ခရိုင်နဲ့ပတ်သက်ပြီးတော့ရွေးစေခြင်းတယ် coffee ဆိုင်လေးတွေမှာလောက်တာပေါ့နော်အခြေခံမဟုတ်တဲ့ပုံစံလေးတွေတည်သွားမယ်ပေါင်ပေါင်းဖုတ်တာတွေတည်မယ် customer နဲ့ထိတွေ့ရမယ် service ပိုင်းတွေတည်မယ်စကားတွေအရန်ပေါ့နော်တိုးတက်လာမယ်ပေါ့ကျွန်တော်တို့အားထားလေးကိုသဘောကျတယ်ပြီးတော့အလုပ်လည်းအရန်ပေါ်တယ်အဲ့ဒီ Auspedon ပြီးသွားရင်ကြိုက်တဲ့နေရာကိုတော့ပေါ့နော်ဆိုတော့အလုပ်အရန်ပေါ်တယ်အလုပ်ဖြစ်တယ်လစာလည်းမိုက်တယ်မဆို fair ဖြစ်တယ်အချိန်ရောလစာရောအလုပ်လည်းမပင်ပန်းဘူးပြီးတော့ language ပိုင်းတွေလည်းအများကြီးတိုးတက်တယ်ပေါ့နော်ကျွန်တော်တို့အားထားလေးကို recommend ပေးခြင်းနဲ့ဟုတ်ရွေးရအရန်စဉ်းစားကြက်နေတဲ့သူတွေအတွက်ကျွန်တော်ပြောပြပေးရပါတော့ဟုတ် okay bye